တကယ်မေတ္တာစီမေတ္တာမှန်ရဲ့တရုတ်တကန်ဟာဘဝမှာအဆိုးလောကရန်လိုင်းလုံးတွေဖြတ်တန်းတိုက်ခိုက်သွားတဲ့အခါမှာပုံမူပေါ်လင်းလာတာမျိုးလားအချစ်စစ်ကိုတဦးပေါ်တဦးဆွလွန်အနေနာခံဆောက်ရှောက်ပေးကြရဲဆိုတာနဲ့တိုင်းတာမယ်ဆိုရင်အမေရိကန်အမျိုးသမီးလေးအန်ရဲ့ခမွန်ပေါ်ထားတဲ့မေတ္တာတရားဟာစစ်မှန်တဲ့ဆိုတာထက်ပိုသာနေမှာပါအဲ့ဒီဝတ္ထုလေးရဲ့နာမည်က Lady Shoes တဲ့အချိန်ကာလအဖြစ်ပြောရမယ်ဆိုရင်တော့1820ဝန်းကျင်ဖြစ်နေပြီးတော့အင်္ဂလိပ်မြန်မာပထမကျော်စစ်ကာလဖြစ်နေပါတယ်။အင်းဝါမှာစကိုင်းမင်းနတ်တက်ချိန်ဖြစ်နေပြီးတော့မိဖုရားကောင်ကြီးနမ်းမတော်မဲနုနဲ့မောင်တော်စလင်းမင်းသားကြီးဦးတို့ဒါဆောင်ထပ်နေချိန်စကိုင်းမင်းရဲ့ညီတော်တာယာဝတီမင်းသားကလည်းထီနန်းကိုမြစ်ဆောင်ထိုးနေချိန်နေချိတ်အင်္ဂလိပ်တွေကလည်းမြန်မာပြည်ကိုကိုလိုနီနဲ့တခုအဖြစ်ကျူးကျော်သိမ်းပိုက်ဖို့စိုင်းပြင်းနေချိန်ဖြစ်နေပါတယ်။အဲဒီအချိန်မှာပဲအမေရိကန်နိုင်ငံကခရစ်ယာန်သာသနာပြုဇနီးမောင်နှံနှစ်ယောက်ဟာမြန်မာပြည်ကိုသာသနာပြုဖို့ရောက်လာခဲ့ကြပါတယ်။သူတို့ကတော့ဆရာယူတဒန်အများကသိကြတဲ့အဒိုနီယန်ဂျက်ဆင်နဲ့ဇနီးမစ်အန်ဂျက်ဆင်1813မှာသူတို့မောင်နှံနှစ်ယောက်ဟာရန်ကုန်ကိုရောက်လာခဲ့ကြပြီးတော့သာသနာပြုလုပ်ငန်းကိုစတင်လုပ်ကိုင်ခဲ့ကြပါတယ်။သစိမ်းတရံနယ်မြေမှာမြန်မာစကားလည်းမတတ်တဲ့သူတို့အတွက်အခက်အခဲပေါင်းများစွာနဲ့ကြုံတွေ့ရပေမဲ့လည်းဇွဲမလျှော့ပဲနဲ့စူးစမ်းကြိုးပမ်းခဲ့ကြပါတယ်။ရန်ကုန်ကနေအင်းဝနေပြည်တော်ကိုရွှေ့ပြောင်းဖို့အကြောင်းဖန်လာတဲ့အခါကကြမ္မာစုကလည်းသူတို့ဘဝတွေကိုဝင်ရောက်မှွေနှောက်ပါတော့တယ်။စကိုင်းမင်းတရားကြီးဟာအင်္ဂလိပ်ကိုမုန်းတီးတာနဲ့အတူနိုင်ငံသားဖြစ်တဲ့သူတို့ကိုလည်းမျက်စိစပွန်မွေးဆူလာပါတော့တယ်။တနေ့မှာအာနာပခွတ်သားတွေကဆရာယူတဒန်ကိုအိမ်မှာလာရောက်ဖမ်းဆီးပြီးထောင်သွင်းအကျဉ်းချတာခံခဲ့ရပါတယ်။အင်းဝလက်မြို့ထောင်ဆိုတာကနှိမ့်ဆက်ညှဉ်းပန်းတဲ့နေရာမှာနာမည်ကြီးတာမို့လို့အန်းခမရခမွန်ဖြစ်သူလွတ်မြောက်ရေးအတွက်နေ့မအားညမအားကြိုးစားရှာပါတယ်။စုဆောင်ထားတဲ့ရွှေတွေငွေတွေအဖိုးတန်ပစ္စည်းတွေကိုတန်ဆိုးလက်ဆောင်အဖြစ်လက်ထိုးပြီးရှိသမျှအရာရှိအရာခံတွေစီအခါစားဝင်အတနာခံကမိုးရပန်းရမှန်းမသိရှိသမျှအရာရှိတွေစီသွားပြီးအတနာခံနေတဲ့အန်းရဲ့တရင်ဟာအင်းဝမှာရှိတဲ့မိမှုရန်ဒီကြားမှာပြောစားမှတ်ပြရတဲ့တရင်တစ်ခုဖြစ်လာပါတော့တယ်။အန်ပေးတဲ့တန်ဆိုးလက်ဆောင်များကိုယူပေမဲ့သူ့ခမွန်နဲ့တွေ့ပေးဖို့ကိုတော့အားလုံးကကောင်းခါလိုက်ကြတယ်။ခမွန်အတွက်အိပ်ပြက်အစာပြက်စူးစမ်းနေတဲ့အန်ကိုပညာပြချင်နေတဲ့ဆလင်းဝန်တာဦးတာဝါကတော့သူနဲ့တွေ့ခွင့်ရဖို့သူ့ရဲ့အိမ်ရှိမှာ3နာရီလောက်မူးမေလဲကြမတက်ရက်စောက်ဆိုင်စီခဲ့ပါတယ်။ခင်မွန်းတဲ့အတွက်စိုးရင်စိတ်ကဲနေတဲ့အန်ဟာခန္ဓာကိုယ်ကအားနေလာပေမဲ့ဘယ်တော့မှစိတ်လျှော့မဲ့ပုံမပေါ်ပါဘူး။ခမွန်းတဲ့နဲ့တွေ့ဆုံခွင့်ရဖို့အချိန်ရှိသူတွေစူးစမ်းရင်းနောက်ဆုံးလမ်းပေါ်မူးမေလဲကြသွားတဲ့အထိပါပဲ။နောက်တော့မြို့ဝင်ဦးရွှေလေးရဲ့အကူအညီနဲ့ထောင်ထဲမှာရှိနေတဲ့ခမွန်ဖြစ်သူနဲ့တွေ့ခွင့်ရခဲ့တယ်။ထောင်ဝင်စားဖို့နဲ့ကျက်စင်းနဲ့တွေ့ဖို့ထောင်ဆောင်ထောင်မှုများကိုလက်ထိုးရတာကလည်းထုံးစံတစ်ခုလိုဖြစ်နေခဲ့ပါပြီ။မိမိမှာကိုဝင်ရှိနေပြီဟုတည်သွားတဲ့အန်ခမကိုဝင်ကိုငှက်ညာပြီးနာနေတယ်လို့မရှိထောင်ထဲမှာအနှိမ့်ဆက်ခံနေရတဲ့ကျက်စင်းနေကောင်းတက်တာဖို့အချိန်တိုင်းကြိုးစားနေခဲ့ရပါတယ်။နိုင်ငံသားဆိုမုန်းတီးနေတဲ့ဘရင်ကြောင့်အချိန်မရွေးအသက်ခံလိုက်ရမှာကိုလည်းစိုးတတ်တဲ့နေရပါအန်ကလေးမွေးပြီးသွေးနုသားနုဖြစ်နေတဲ့အချိန်မှာဂျက်စင်တို့နိုင်ငံသားအကျဉ်းသားတွေဟာအင်းဝလက်မြို့ထောင်ကနေခရီး၄-၅မိုင်လောက်ဝေးတဲ့အောင်ပင်လယ်ထောင်ကိုပြောင်းရွှေ့ခံရပြန်ပါပြီ။အဲ့ဒီသတင်းကိုလည်းကြားတဲ့အခါမှာအန်တယောက်ဘာလုပ်တယ်ထင်ပါသလဲ။အန်နီနဲ့ထုတ်ထားတဲ့တမီးလေးမာရီယာကိုရင်ဝင်မှာပိုက်ပြီးလက်တက်စီနဲ့အင်းဝကနေအောင်ပင်လယ်ကိုလိုက်လာခဲ့ပါတယ်။ကြမ်းတမ်းလာတဲ့လန်ခီကြောင့်ရောအစာအာဟာရချို့တဲ့တာကြောင့်ရောအရင်ကဖြစ်ခဲ့မှုတဲ့အသေးရောင်အတဝါယောဂအခန်းကြောင့်ရောအန်ခင်များအပြင်းဖြားပြီးနေမကောင်းဖြစ်နေပေမဲ့ခမွန်းလိုအပ်တာမှန်သမျှစူးစမ်းဖြည့်ဆည်းပေးပါတယ်။အစာတောက်ဆေးဝါးတွေကိုထောင်ထဲကိုနေတိုင်းပို့ပေးခဲ့တယ်။အန်နဲ့ဆက်ခံထားရလို့တေးလူမျိုးသားဖြစ်နေတဲ့ဂျက်စင်ဟာအန်ရဲ့ခိုင်မာလာတဲ့စိတ်ခွန်အားနဲ့မေတ္တာတရားတွေကြောင့်ပဲထောင်ထဲမှာအသက်ရှင်ခွင့်ရခဲ့တာပါ။ဘရင်အမိတ်တော်နဲ့ဂျက်စင်ထောင်ထဲကလွတ်လာတဲ့အချိန်မှာရက်ရှည်လာမြလူပန်းစိတ်ပန်းတဲ့တန်ကြောင့်အန်ခမအိယာထဲမှာဘုံဘုံလဲပြီးတိတ်လူမျိုးပါဖြစ်နေခဲ့ပါပြီ။တမီးလေးမာရီယာကလည်းအာဟာရချွတ်တဲ့လူအသက်ရှင်ဆွေုံလို့ပဲကြံမာတော့တယ်။ဒီဝတ္ထုကိုဖတ်နေရင်နဲ့အန်ဟာသူ့တမီးလေးထက်သူ့ခမွန်ကိုပိုချစ်နေတာများလားလို့ထပ်ခါတလေလေတွေးနေမိပါတယ်။အချို့ချစ်ချင်းမြတ်တာတွေဟာနိုင်ရှင်လို့ရတာကောင်းတဲ့အရာမဟုတ်ပေမဲ့တမီးလေးထက်ခင်မွန်းကိုပူးစားပေးနေတဲ့အန်ရဲ့မြတ်တာတရားကိုတန်တော်ဖြစ်မိတာအမှန်ပါပဲ။ခမွန်အပေါ်အသက်ပေးဆောက်ရှောက်တဲ့အန်လိုမိမမျိုးတွေဒီကပ်ပါပေါ်မှာဘယ်နှယောက်လောက်များရှိမှာပါလဲ
ယုံကြည်ချက်အတွက်အကျဉ်းချခံထားရတဲ့ယောက်ျားတွေကိုသူရဲကောင်းလို့ဆိုရင်အကျဉ်းတော်အပြင်ဘက်မှာဒုက္ခပေါင်းများစွာနဲ့ရင်ဆိုင်ရင်ကိုယ်ခမုန်းလွတ်ပြဖို့အတွက်စူးစမ်းရုန်းကန်နေတဲ့အန်လုံအမျိုးသမီးမျိုးကိုလည်းအာဇာနည်သူရဲကောင်းဖြစ်မှတ်တမ်းတင်ဂုဏ်ပြုတင်လာပါတယ်။ဒီဝတ္ထုထဲမှာတော့အင်္ဂလိပ်မြန်မာပထမကျူးကျော်စစ်အကြောင်းကိုလည်းပြည့်စုံဖော်ပြထားတဲ့အတွက်ကြောင့်မို့လို့လက်ပေးလက်ယူကိစ္စကိုမြန်ဆိုင်ပြုလုပ်နေကြတဲ့မြန်မာမိမှုတွန်းနေတဲ့အကျဉ်းစရိုက်တွေကိုလည်းတင်ရှားတွေ့ရပါတယ်။1920ဝန်းကျင်ကမြန်မာနိုင်ငံရေးအခင်းအကျင်းနဲ့အတူမိမသားတယောက်ရဲ့မေတ္တာတရားတစ္ဆာတရားတွေဟာဘလောက်ထိနဲ့ဆိုင်ခိုင်မာလဲဆိုတာကိုတော့လေးစားစရာကောင်းလာတဲ့အမျိုးသမီးလေးအန်ဂျက်စီကိုကြည့်ရှုအဖြစ်သိနိုင်ပါတယ်